ဘာလဲဆိုတိုနာပတ်လေးကိုခွာနေရဒီလိုမျိုးလေးတိုနာပတ်လေးကိုဘာလို့အဲ့လိုမျိုးလေးခွာလိုက်တာလဲဆိုတော့ဒီလိုပပလေးလိုချင်လို့သူကကိုယ့်ရဲ့မျက်နှာမှာဟိုပေါ့ဝက်ချန်စားဝက်ချန်တွေလည်းရှိတယ်ပြီးလို့ရှိရင်အဲ့ဒါတွေကိုတက်ဆင်းသွားလို့ရှိရင်ကိုယ့်ရဲ့မျက်နှာစကားပေါက်ကြီးတွေလိုကျဲနေတဲ့သူတွေနီးလန်းလေးပေးမယ်ဒီလိုတိုနာပတ်လေးကိုပါလေးခွာလိုက်မယ်ခွာပြီးပြီဆိုရင်ဘာလုပ်လို့ရလဲဆိုရင်ဒီရဲ့ဒီပေါ့တိုနာရဲ့အရေလေးကိုလက်အဲ့ရဲ့ဆွာလေးတော့ရွှဲနေအောင်ထည့်လိုက်မယ်ဒီလိုမျိုးလေးရွှဲနေအောင်ထည့်ပြီးပြီဆိုလို့ရှိရင်ဘာလုပ်ပေးလို့ရလဲဆိုရင်ခုနကတော့ငါကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့ဒီဝက်ချန်ဒီစကားပေါက်လောက်ရှိနေတဲ့ပေါ့ဒီအပေါက်လောက်ရှိနေတဲ့ဟာတွေပေါ်မှာဒီလိုမျိုးလေးကတ်လိုက်မယ်ကတ်ပြီးပြီနိုင်ဝက်လောက်ထားပြီးပြီဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့စကားပေါက်လောက်ရှိနေတဲ့ချွေးပေါက်ကျဲခြင်းတွေကိုတတ်တာစီတယ်တိုနာဒီတိုနာလေးอ่ะဆိုလို့ရှိရင်အဲ့လိုချွေးပေါက်ကျဲတာကိုတတ်တာစီရုံအပြင်ကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့အညစ်အကြေးတွေကိုလည်းဖယ်ရှားပေးတယ်သူကကောလာဂျင်တိုနာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့မျက်နှာမှာကိုယ့်ရဲ့မျက်နှာမှာရှိနေတဲ့အစီတွေအညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့အပြင်ခုနပြောတဲ့ချွေးပေါက်တွေကျဲတာလည်းတတ်တာစီတယ်သူ့ရဲ့အရည်လေးကပြစ်ကလေးနဲ့စီလေးပေါ့နော်ဟိုဘယ်လိုပြောကြဲကြီးမနေဘူးတိုနာတွေထဲမှာကြဲကြီးမနေဘူးအစ်စ်ဟိုပါပေါ့ပြစ်ကလေးနဲ့ကောင်းတယ်ကိုလေးဆိုဒါဒီတဘူးကတော့ကုံသွားပြီဒါကတော့အစ်စ်ခုမှထပ်ဖောက်ထားတာအရန်ကိုကောင်းတယ်ဒီတိုနာလေးပေါ့နော်စမ်းသုံးကြည့်ပါကိုယ့်ရဲ့မျက်နှာမှာစကားပေါက်ရှိနေတယ်ဆိုရင်ဒီတိုနာလေးကိုစမ်းသုံးကြည့်နော်